ဒီနေ့ကတော့ဟင်းချက်ပြင်းနေကြမှာပေါ့နော်ဒီနေ့ဟင်းနှမျိုးချက်ပြပါမယ်တစ်မျိုးကတီးစုံပဲကလာဟင်းပေါ့နော်အဲ့ဒါလေးချက်ပြမယ်ပြီးတော့ငါ6ကြော်ပေါ့နော်ခုတော့လောစေတော့ကျမပါဝင်ပစ္စည်းဖြစ်တဲ့ဖြုံးပရိသီးကိုညှက်နေပါတယ်ခုကျမပါဝင်ပစ္စည်းဖြစ်တဲ့အသီးနှံတွေကိုကျမအခုလီးပြနေတာပေါ့နော်အသေးဆုံးပဲကလာရင်ဆိုပေမဲ့ကျမကြိုက်တဲ့အသီးနှံတွေပဲထည့်ထားပါရင်းချင်းတီးပါမယ်ခေါ်ရခါတီးပါမယ်ရုံးလေးတီးပါမယ်ဘဲတော့ရှိပါမယ်ပေါ့နော်ခုတော့ခင်းချင်းတီးကိုညှက်နေပါတယ်ခုနပါဝင်ပစ္စည်းဖြစ်တဲ့အသီးနှံတွေတော့ကျမလည်းလီးဖြတ်ပြီးပြီပေါ့နော်အခုတော့ကျမစီတက်ဖို့အတွက်စက်သွန်ဖြူရဲ့စက်သွန်နီရဲ့ကိုကျမနီးနေပါတယ်ငါချောက်ကြော်ဖို့အတွက်ကိုလည်းစက်သွန်နီလေးပပလီးရအောင်ပါပေါ့နော်ကဘာပေါ်မှာစိတ်မရှိဆုံးလှုပ်ဆိုလို့ရှိရင်တော့ဒီစက်သွန်ဖြူခွာတာနဲ့စက်သွန်နီခွာရတာပဲပေါ့နော်ပြီးရင်သွန်နီကိုပပလီးရအောင်ပါစက်သွန်နီပပလီးနဲ့လုံးဝမှုန်ပါတယ်ရှင်ရင်တော့ပြောပူကြရလေဗာလေစက်သွန်နီခွာလို့မမုံဆိုမှချွေးမတော်ကြကြဆိုတော့လေဒီမှာတော့စက်သွန်နီခွာရင်အရင်မုံတဲ့အတွက်အရင်တော့ဆိုလို့ရှင်တော့ဘယ်သူမှကျွန်မချွေးမတော်ချင်မှာမဟုတ်ဘူးเนาะစက်သွန်နီတစ်ခါလေးကကျွန်မမရေးလေးစေးရတယ်မျက်လုံးကြီးမိတ်ပြီးတော့စက်သွန်နီကိုပပလေးနေရပါစက်သွန်နီကပပလေးမဖြစ်ဖ ೇನೆ ထူထူပိမ့်ပိမ့်ကြီးဖြစ်နေပါတယ်စကေးကဘယ်လောက်ကျန်းလဲဆိုလို့ရှင်မျက်လုံးမိတ်ပြီးတော့လှီးတာပါရှင်ဘဝမှာဟင်းချက်တာလေကျမဟင်းတော့ချက်ချင်းနေဒါပေမဲ့အဲ့လိုမျိုးဟင်းမချက်ခင်လုပ်ရတဲ့ process တွေကိုတော့လုပ်ရတာအရင်ပြင်းတဲ့ထဲမှာပါပါတယ်ဒါပေမဲ့အင်ရှင်မဆိုတော့လေကိုမိသားစုစားဖို့အတွက်လုပ်ပြရတာပေါ့လေဒီမှာပြီးတဲ့အခါမှာတော့စက်သွန်နီငါ6ကြော်ဖို့လဲစက်သွန်နီကိုတတ်ဖယ်ပြီးတော့စီတက်ဖို့အတွက်ကိုစက်သွန်ဖြူနဲ့စက်သွန်နီကြိတ်ဖို့အတွက်ကိုကြိတ်ဆက်တဲ့ထည့်လိုက်တယ်ပေါ့နော်အခုပါဝင်ပစ္စည်းလုပ်လို့ပြီးပါပြီပြီးရင်တော့ဒဲဝရဲကိုစီနေငယ်ထည့်တယ်ပြီးရင်ခုနကတော့ကြိတ်ထားတဲ့စက်သွန်ဖြူစက်သွန်နီကိုကျွန်မထည့်လိုက်တယ်ပေါ့နော်ပြီးကြရင်တော့စွန်းနေမုတ်ရဲ့ရုပ်သီးစိမ့်မုတ်လေးကိုထည့်ပြီးတော့ကျွန်မမွေးပါမယ်ဗီဒီယိုလေးကိုတော့သိခံပြီးကြည့်ပေးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်မတစ်ဖက်ကဟင်းချက်နေတယ်တစ်ဖက်ကဖုံးကင်ထားလို့ပါရှင်နည်းနည်းလေးတော့လှုပ်နေရပေါ့နော်ပထမဆုံးစလုပ်တဲ့ဟင်းချက်ဘလော့ကလေးပါရှင်ပြီးသွားရင်တော့ကျွန်မခင်းကျင်တီလေးထည့်လိုက်တယ်ပြီးရင်ခင်းကျင်တီလေးကိုကြည်တဲ့ထိပေါ့နော်ကျွန်မမွေးမှာပါပြီးတော့ခုနကတော့ငပြာရည်လေးထည့်လိုက်တယ်ပြီးတော့အခုဒါရှိမုတ်လေးထည့်လိုက်တယ်ပေါ့နော်ပြီးရင်ကျွန်မခင်းကျင်တီတွေကိုကြည်သွားတဲ့အထိကျွန်မမွေးရပါမယ်မွေးနေပါတယ်စိတ်ရှိရှိနဲ့မွေးပါတယ်ဒီအလုပ်ကလည်းကျွန်မစိတ်မရှိတဲ့အလုပ်ပါဟင်းတွေကိုမွေးရတဲ့အလုပ်ပေါ့နော်ဝေးပါတယ်ဝေးပြီးသွားပြီငွေပြီးသွားပြီဆိုလို့ရှိရင်တော့ပါဝင်ပစ္စည်းတွေထည့်လိုက်ပါတယ်တင်းနှံနဲ့အကောင်လုံးကိုထည့်လိုက်ပါတယ်ဒီခါမှာတော့ကျွန်မငါ6ကြော်ဖို့အတွက်ပေါ့နော် gas မှာတဲဦးတင်လာပါတယ်ပြီးရင်ငါ6စားကြော်ပါတော့မယ်ပေါ့နော်အခုတော့ငါ6ကြော်နေတာဖြစ်ပါတယ်ငါ6ရဲ့အကောင်လုံးကိုကျွန်မကြော်လိုက်ပါတယ်ကြော်ဖို့အတွက်ထည့်လိုက်ပါပြီပေါ့နော်ကြော်လို့ပြီးသွားရင်တော့ကျွန်မကြော်ထားတဲ့ငါ6လေးတွေကိုခွက်လေးတွေကိုထည့်လိုက်တယ်ပေါ့နော်ပြီးရင်ငါ6ကြော်ထားတဲ့စီးနဲ့ပဲကျွန်မခုနကတော့လီးထားတဲ့ထုပိမ့်မင်းချက်တော်နီလေးတွေကိုကျွန်မစီတက်ပါမယ်ကျုပ်ထက်သေးပေါ့နော်နီးနီးလျှော်ရပါတယ်ကျွန်မကိုစီတက်နေပါပြီချက်တော်နီလေးပြီးကြရင်ခုနကတော့တည်ထားတယ်ပေါ့နော်သီးဆောင်တွေထည့်ထားတဲ့ထဲကိုကျွန်မကြိတ်ထားတဲ့ပဲလေးပေါ့နော်ထည့်လိုက်ပါပြီကိုတော့ပြီးခဲ့နေပြီပေါ့နော်ဘဲကလာဟင်းလေးကမွေးနေရပဲပြီးတော့အလေးညုံကောင်းမှုကြီးထဲတော့မလို့ဖေးမှားပြီးတော့မဆလာနဲ့မှားပြီးတော့ကိုမမဆလာကိုထဲမှာပါပြီးတော့ကိုကျမချက်တော်နေလေးတွေကိုရနေပြီပေါ့နော်ကြော်နေရပေါ့နော်ပဲမီလျှော့လိုက်ပါပြီမြုပ်သီးခွဲချမ်းလေးထည့်ပြီးတော့အခုတော့ရပါပြီငါ6ကြော်လေးပြီးရင်ပဲကလာဟင်းလေးရပါပြီကျမဟင်းချက်လို့ရှင်ဘယ်တော့မှမမြည်ရတဲ့အတွက်မမြည်ပြတော့ပါဘူးရှင်အားလုံးပဲဘိုင်